အဲ့ဒီကိသာဂေါရမီတရာပိန်ပိန်လေးနဲ့ခေါင်းပေါ်ဈေးတောင်းတင်ဈေးလက်ရောင်းရင်းနဲ့တထေးတယောက်ကသိမ့်ထားတဲ့ရွှေတွေကကံကုန်တော့ရွှေတုံးကမီးသွေးတုံးဖြစ်တယ်မို့လားမီးသွေးတုံးဖြစ်တော့စိတ်ငြင်းချင်းနဲ့သူ့တငယ်ချင်းတွေတိုင်ပင်တော့ဟာဒါဆိုရင်မင်းတငယ်ချင်းအိမ်ရှိချပြီးမီးသွေးတွေရောင်းမီးသွေးဆိုလားဝယ်ရင်မရောင်းနဲ့ရွှေဆိုပြီးလာပြောရင်မင်းယောက်ျားလေးဆိုရင်တော့မင်းအိမ်ကသမီးနဲ့ပေးစားမိန်းကလေးဆိုရင်တော့မင်းအိမ်ကသားလေးနဲ့ပေးစားဒီလိုမှားထားမီးသွေးဆိုပြီးအိမ်ရှိချရောင်းလူတကာကလာပြောအမလီတထေးနဲ့ကွာအရှက်မရှိတိုက်တဲ့မီးသွေးနဲ့မလိုက်တာမီးသွေးရောင်းရတယ်လို့များသောအားဖြင့်တော့ကဲ့ရဲ့တဲ့လူကများအဲ့ဒီကိသာဂေါရမီလေးလာတော့မှဟင်းတထေးရဲ့တဲ့ရွှေတွေကိုဘာဖြစ်လို့ဒီလိုရောင်းတာလဲဖြာကြီးနဲ့ပုံလို့သကောကြီးနဲ့ထဲ့လို့ဟဲ့ဘယ်မလဲကလေးမှရွှေဒါရွှေပဲလူတွေယူကုန်မယ်ကောင်တာလေးနဲ့ကြာကြာနာနာရောင်းကံများအံ့ဩစရာကောင်မလေးကြီးဘက်ကကြည့်တော့ဗာလဲရွှေတထေးကြီးဘက်ကကြည့်တော့မီးသွေးဟုတ်လားဘယ်မတော့ရွှေကဒီမဒါရွှေမဟုတ်လို့ဘာကြီးတော့ကလေးမလေးလက်နဲ့လက်ထိလိုက်ရောအဲ့ဒီမှာမီးသွေးတုံးကရွှေတုံးပြန်ဖြစ်တာပဲအဲ့ဒီကလေးမလေးနဲ့သူ့သားနဲ့ပေးသားပြိတဲ့ကိသာဂေါရမီလေးတထေးမဖြစ်ပေါ့မကြခင်သားလေးတယောက်ရချစ်စရာကောင်းတဲ့သားလေးတီတီတာတာဖြစ်တော့ရှိသေးပြုံးဆိုသေသွားသားလေးချစ်တဲ့ဇွဲနဲ့မသေးဘူးဆိုပြီးလက်ကမချဘဲနဲ့ရောက်သွားတယ်သူ့သားမသေးဘူးပဲရောက်သွားရင်နဲ့လက်ပေါ်မှာပဲသားလေးကပုတ်စော်နန်းလာအဲ့ဒီမှာသေမှန်းသိသေရင်လည်းပဲမသေးသေးရှိရမယ်ဆိုမသေးသေးလိုက်တော့အိမ်နဂါကပြိတဲ့ဒီအတုပါကြီးခေါ်လာတာဘယ်ကျေနပ်မလဲနောက်ဆုံးလူတယောက်ကညီးမသေးသေးကတော့ဖယားစီရှိနိုင်တယ်သွားဆိုတော့ဖယားစီသွားဖယားစီသွားပြီးရှာရင်းနဲ့ပြိတဲ့ဖယားကမုံချင်းသေးသွားရှာမုံချင်းသေးရရင်ငါကုပေးမယ်ပြောသလေမုံချင်းသေးကလည်းမသေးဘူးတဲ့အိမ်ကဆိုလိုက်ရှာရင်နဲ့အကုန်သေးဘူးတဲ့အိမ်ကြီးဖြစ်အဲ့ဒီမှာတင်ပြတဲ့တန်ဝေကရတယ်မလားတန်ဝေကရသားလေးကိုယ်တိုင်ကြိုပြီးဖယားထံပြန်ဘိက္ခုနီမဝိယဟန္တာမကြီးဖြစ်ကျမ်းထမ်းတဲ့အဝတ်ကိုဝတ်ပြီးတရားကျင့်တဲ့နေရာမှာအသာဆုံးဣတရက်ဟာသူရတာပဲသူတော်ကောင်းတို့